ကျမတို့ရဲ့ database တွေကနေပြီးတော့သင်ခန်းစာနဲ့ပတ်သက်ပြီးအကျဉ်းချုပ်တွေအတွက်ဒါကိုစာပေဖောင်လေးမှာသင်ရဖြစ်ဆက်ပြီးတော့လက်ရှိနေပါတယ်ရှင်စာပေဖောင်လေးကိုဒီဗီဒီယိုလေးရဲ့ရှင်ဒီတိုင်းကပတ်ထားပတ်သက်တဲ့အကြောင်းအရာများသင်ခန်းစာနဲ့ပတ်သက်ပြီးအကျဉ်းပြုဆွေးနွေးချက်များကိုစာပေဖောင်လေးထဲမှာဝင်ရောက်ဖြစ်ဆက်ပြီးတော့အကျဉ်းပြုနိုင်ပါတယ်ရှင်စာပေဖောင်လေးကိုဒီဗီဒီယိုလေးရဲ့ post မှာ link လေးထည့်ပေးထားပါတယ်ရှင်ဝင်ရောက်ဖြစ်ဆက်အကျဉ်းပြုပေးဖို့ဖိတ်ခေါ်ပါတယ်နော်ကလေးလေးတို့မင်္ဂလာပါနော်ဒီချက်ထိုက်ကဒီနေ့ကလေးလေးတို့ကိုရုပ်ပုံလေးတွေကြည့်ပြီးတော့မလုပ်ပါလဲဆိုလို့ရှိရင်ရေတွက်ကြနော်ရုပ်ပုံလေးတွေကြည့်ပြီးရေတွက်ကြမှာဆိုတော့ကလေးလေးတို့ကိုရှေ့ဗုဒ္ဓဘူးတွေတော့ဒီချက်ထိုက်ကစက်လုံးလေးတွေကိုစဉ်းစားပြီးတော့မှဖြေရှာခဲ့တာဟုတ်တယ်နော်ဗုဒ္ဓဘူးတွေတော့သင်ခဲ့တဲ့ဟာဒီနေ့ရတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီတဲ့ခါပါရုပ်ပုံလေးတွေကြည့်ပြီးတော့မှကလေးလေးတို့ကဘာလုပ်ရမှာလဲဆိုလို့ရှိရင်ရေတွက်ကြရအောင်ဟုတ်ပြီနော်ကလေးလေးတို့ရေတွက်ကြရမယ်ဆိုတော့ချီလိုက်ကနေကလေးလေးတို့ကိုကိန်းကနန်းတင်ပြီးသွားပြီနော်ဒီမှာအခရာကိန်းကနန်းဘလောက်ကနေဘလောက်ထိတင်ပြီးသွားပြီလဲကလေးလေးတို့တိကနေပြီးတော့20ထိတင်ပြီးသွားပါပြီဟုတ်ပါတယ်နော်ကလေးလေးတို့ကိုချီလိုက်ကတိကနေပြီးတော့20ထိတင်ပြီးသွားပြီမှတ်မိရဲ့လားမှတ်မိရဲ့လားကလေးလေးတို့မမှတ်မိသေးလို့ရှိလို့ရှိရင်ပြန်စဉ်းစားကြည့်ပါနော်ဟိုဒီချက်ထိုင်းနဲ့ဘယ်နှခုတင်ပြီးသွားပြီလဲဆိုတာဟုတ်ပြီနော်ကလေးလေးတို့ကလေးလေးတို့ကတကယ်လို့တိကနေ20ထိကိုမရသေးဘူးဆိုရင်ချက်ထိုင်းရဲ့ဗီဒီယိုကို page မှာသွားပြီးတော့ပြန်ပြီးတော့ကြည့်လို့ရပါတယ်နော်ကလေးလေးတို့ဟုတ်ပြီနော်ကလေးလေးတို့အဲ့ဒါဆိုလို့ရှိရင်ချက်ထိုင်းကဒီနေ့စပြီးတော့ကလေးလေးတို့ကိုဒီခဏလေးတွေပဲပြန်ပြီးတော့ရေတွက်ကြပါမယ်နော်ကဲရေတွက်ကြမယ်ဆိုတော့ကလေးလေးတို့ပြန်စဉ်းစားထားနော်ပြပြီးလို့ရှိရင်ဘာလာမလဲအော်နှစ်ပြပြီးဘာလာမလဲအဲ့ဒီလိုမျိုးလေးပြန်စဉ်းစားထားပါနော်ကလေးလေးတို့ကဲအဲ့ဒါဆိုလို့ရှိရင်ဒီလိုက်ကကလေးလေးတို့ကိုရုပ်ပုံလေးတစ်ပုံပြပါမယ်နော်အဲ့ဒီရုပ်ပုံလေးတွေကခဏလေးကိုကလေးလေးတို့ကဘာခဏလေးလဲဆိုတာကိုဒီထိုက်ကိုပြောပြပေးရမှာနော်ကလေးလေးတို့အဲ့ဒါဆိုရှင်စပြီးတော့ကြည့်ကြရအောင်။ဟိုးကြည့်ပါအောင်ကလေးလေးတို့။ဒါဘာပုံလေးတွေဒါဘာပုံလေးတို့။ဘာကောင်လေးတို့ရင်ဘုံဝရုပ်လေးဟုတ်တယ်နော်ဘုံဝရုပ်ကလေးလေဘုံဝရုပ်ကလေးကဘာလေးကင်ထား။စိုင်းပုံလေးကင်ထားရလေဟုတ်တယ်နော်။အောက်မှာသူ့ရဲ့ဖိုင်နာမှာစိုင်းပုံလေးကင်ထား။ဘုံဝရုပ်လေးရဲ့ဘေးမှာဘာကောင်လေးလဲရင်ဘာကောင်လေးတို့။ဘာကောင်လေးတို့ဒီလိုလေးပြနေရတယ်အဲ့ဒါဘာကောင်လေးတို့ပြားလေဟုတ်တယ်မှန်တယ်အဲ့ဒါဘာကောင်လို့ပြားလို့ခေါ်တယ်နော်ကလေးလေးတို့ပြားကောင်လေးနော်အဲ့ဒါဆိုရင်ကဲဘုံဝရုံလေးရဲ့ဘိုင်လေးမှာရေးထားတဲ့ခဏလေးရလေဘာခဏလေးလဲရင်ပြောပြပါအောင်ကလေးလေးတို့နံပါတ်ဘယ်လောက်လေးလဲအင်္ဂလိပ်နံပါတ်ဘယ်လောက်ဒီဟုတ်တယ်မှန်တယ်နော်ကလေးလေးတို့တော်လိုက်တာဘယ်လောက်တော့ကလေးလေးတို့ရေဒီဟုတ်ပြီနော်ဒီဆိုရင်လက်ပတ်နဲ့ချောင်းလုံးရေလက်ချောင်းဟုတ်ပြီနော်ကလေးလေးတို့လက်ချောင်းလေးတွေကိုလည်းခါထားနော်ဘာဖြစ်လို့လဲဆိုတော့ခြေထိုက်ကလက်ချောင်းလေးတွေနဲ့တွဲပြီးတော့ကင်းကနန်းလေးတွေတွဲမှတ်မှာဟုတ်ပြီနော်ကလေးလေးတို့မှာဖြစ်ဆိုလို့ရှိရင်လက်ချောင်းဘက်နဲ့ချောင်းထောင်ရမလို့လက်ချောင်းထောင်ရမယ်ဟုတ်ပြီကဲအဲ့ဒါဆိုရင်နောက်တစ်ခုကြည့်ရအောင်ဟိုးကြည့်ပါဦး1 byte နားလေးမှာကဏ္ဍလေးပြောင်းသွားတယ်နော်ကင်းကနန်းလေးပြောင်းသွားတယ်နော်ကလေးလေးတို့ကြည့်ပါဦးဘုံဝရုံလေးရဲ့ဖိုင်နားလေးမှာအင်္ဂလိပ်လေးဘလောက်ဖြစ်သွားပြီတော့ပြပြီးတော့ဘာလာပြပြီးတော့ဘာလာကလေးလေးတို့ပြပြီးတော့နေဟုတ်တယ်တော်လိုက်တာကလေးလေးတို့ကပြပြီးတော့နှစ်လာပါတယ်နော်ဒီဆိုလို့ရှိရင်လက်ပတ်နဲ့ချောင်းထောင်ရမလို့နှစ်ချောင်းဟုတ်တယ်နော်ကလေးလေးတို့မှာမေမေတို့ကဖေဖေတို့ကဖိုးဖိုးတို့ဖွားတို့ကဦးတော်တော်တို့ကဆရာမတွေကကလေးလေးတို့ရေဒီနေ့ကလေးလေးတို့မှာမုတ်ပန်တစ်ခုပါလဲလို့မေးလို့ရှိရင်ဟုတ်ပြီနော်ကလေးလေးတို့ကတစ်ခုပဲပါလို့ရှိရင်လက်ချောင်းဖက်နဲ့ချောင်းထောင်မလို့ဒီလိုထောင်ပါလားရှင်းတိုင်းထောင်တာမှန်လားဟုတ်လားဟိုတစ်ခုပဲပါတယ်လို့ပြောမယ်ဆိုရင်ရှင်းတော့ထောင်ထားတဲ့လက်ချောင်းလေးကမှန်လားမှားတယ်တစ်ခုဆိုရင်လက်ချောင်းလေးကလက်ချောင်းနဲ့ထောင်ရမယ်ဟုတ်ပြီနော်မုတ်တစ်ခုပါပါတယ်ဒီချက်မုတ်တစ်ခုပါပါတယ်မေးဆိုပြီးတော့ပြောရမယ်နော်ကဲအဲ့ဆိုရင်တာတို့မိမိတို့မှာမုတ်နှစ်ခုပါပါတယ်လို့ပြောလို့ရှိရင်မ
ဘယ်နဲ့ခုထားရမလို့လက်ကိုဘယ်နဲ့ချောင်းထောင်ရမလို့လက်နဲ့ချောင်းထောင်ရမယ်ဟုတ်တယ်တစ်ခုနှစ်ခုဟုတ်ပြီနော်အဲ့ဒီလိုလေးထောင်ပေးရမယ်နော်ခလေးလေးတို့တစ်ခုနှစ်ခုဆိုပြီးတော့ပြောရမယ်ဟုတ်ပြီနော်ဒါလေးကအင်္ဂနဘယ်လောက်တော့နေဟုတ်ပြီတော်လိုက်တာခလေးလေးတို့ကဲအဲ့ဒါဆိုလို့ရှိရင်ဒီချက်ထိုက်ကနောက်အင်္ဂနလေးတစ်ခုပြမယ်နော်ခလေးလေးတို့ဟိုကြည့်ပါဦးခလေးလေးတို့ကြည့်ပါဦးတစ်ပြီးသွားပြီနှစ်ပြီးသွားပြီဥပလောက်တော့ခလေးလေးတို့ဘလောက်တော့ဟုတ်တယ်3ဆိုရင်လက်ဖက်နဲ့ချောင်းထောင်ရတော့လက်3ချောင်းထောင်ရတယ်ဟုတ်ပြီနော်3ဆိုရင်လက်3ချောင်းထောင်ရပါတယ်ကဲအဲ့ဆိုရင်3ဆိုလို့ရှိရင်1 2 3ဟုတ်ပြီနော်ဒီတက်ပြီနော်ခလေးလေးတို့ကဲအဲ့ဒါဆိုလို့ရှိရင်ဘယ်လောက်တိသွားပြီခလေးတို့ခြေထိုက်နဲ့ပြောသွားတယ်1 2 3ဟုတ်ပြီနော်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီချက်ထိုက်တို့နောက်တစ်ခုသွားကြအောင်လေသုံးပြီးတော့ဘာခဏလေးလာမယ်လို့ထင်လဲရင်လေးပေါ်ဟုတ်တာဗောဒီချက်ထိုက်ရဲ့လေးပေါ်လို့ပြောပါဗောနော်ခလေးလေးတို့ကလေးဆိုလို့ရှိရင်လက်ချောင်းဘက်နဲ့ချောင်းထောင်ရမလို့လက်ချောင်းထောင်ရမလို့လေးချောင်းဒီမှာဟုတ်ပြီနော်ဒီမှာနော်ဘယ်နဲ့ချောင်းလက်ချောင်းလေးချောင်းထောင်ရမယ်လက်ချောင်းလေးကိုရေးကြည့်ကြအောင်လေလက်ချောင်းလေးကိုရေးကြည့်ကြအောင်တစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းဟုတ်ပြီနော်ဒီမှာဆိုလို့ရှိရင်ဘယ်လောက်တော့အင်္ဂနာလေးနံပါတ်ဘယ်လောက်တော့လေးလက်ချောင်းလေးချောင်းထောင်မယ်နော်ခလေးလေးတို့ခလေးလေးတို့ဒီနေ့ဟိုမှာဦးထဲမှာခဲရံဘယ်နှချောင်းပါလဲလို့ဒီချက်ထိုက်ကမေးတဲ့ခါကျရင်ခလေးလေးတို့ကဟိုမှာဦးထဲမှာဒီချက်ထိုက်ရေခဲရံ3ချောင်းရှိပါတယ်ဆိုရင်လက်3ချောင်းထောင်ရုံပဲ2ချောင်းရှိတယ်ဆိုရင်2ချောင်းထောင်ရုံပဲ4ချောင်းရှိပါတယ်ဆိုလို့ရှိရင်လက်4ချောင်းထောင်ရမယ်ဟုတ်ပြီနော်ခလေးလေးတို့ဘယ်နှချောင်းထောင်ရမလို့လက်4ချောင်းဟုတ်ပြီနော်1ချောင်း2ချောင်း3ချောင်း4ချောင်းအဲ့လိုမျိုးရေတွက်တတ်ရမယ်နော်အရာဝတ္ထုပစ္စည်းတွေဟုတ်ပြီနော်ခလေးလေးတို့ကဲလေးပြီးလို့ရှိရင်ဘာလာမှာတော့လေးပြီးလို့ရှိရင်ဘာလာမှာတော့ခလေးလေးတို့သိတဲ့ခလေးလေးရှိလားလေးပြီးလို့ရှိရင်ဘာလာမှာတော့ငါဟုတ်တာဗောလေးပြီးလို့ရှိရင်ငါလာပါမယ်ငါဆိုရင်လက်ချောင်းလေးပဲနဲ့ချောင်းလုံးကြီးငါချောင်းအဲ့ဒါဆိုရင်ဒီချက်ထိုက်ကခလေးလေးတို့ပြီးမယ်လက်တစ်ဖက်မှာလက်ချောင်းလေးပဲနဲ့ချောင်းပါလေငါကြောက်ပါတယ်ဒီချက်ထိုက်ရေးပြမယ်နော်တစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းငါးချောင်းအဲ့တော့လူသားတယောက်ရဲ့လက်တစ်ဖက်မှာလက်ချောင်းလေးကြီးငါးချောင်းပါပါတယ်ဟုတ်ပြီနော်အဲ့ဒီငါးကိုရေးမယ်ဆိုရင်ဒီကဏ္ဍလေးပါဟုတ်ပြီနော်ခလေးလေးတို့ဘယ်နှချောင်းတော့ငါးချောင်းပြန်ရေးပြမယ်နော်ဒီချက်ထိုက်တစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းငါးချောင်းဟုတ်ပြီနော်လေးလေးတို့ကတော်လိုက်တာဟုတ်ပြီနော်ဒီချက်လိုက်ဖနှောက်ထိသင်ပြီးွားပြီတော့အစားကပြန်ရေးမယ်ဆိုရင်နှစ်ခုတော့5ခုသင်ပြီးွားပြီနော်ကဲအစားပြန်စမယ်ကလေးလေးတို့လက်ချောင်းထောင်မယ်နော်ဒီချက်ထိုက်ရွတ်လိုက်တဲ့နံပါတ်တိုင်းကလေးလေးတို့ကဒီချက်ထိုက်ကိုလက်ချောင်းလေးတွေထောင်ပြရမယ်ဟုတ်ပြီနော်ကဲကလေးလေးတို့စမယ်ဟုတ်တယ်တော်လိုက်တာတင်နော်ဒီမှာနော်တင်ဆိုရင်ဒီမှာနော်အဲ့ဒါနောက်တစ်ခုပြောမယ်ဒီမှာဟုတ်ပြီနော်သုံးပြီးရောငါတော့ဒီမှာနော်ငါတော့ဒီမှာနော်ကဲပြန်ပြောပြီးရဆိုရင်လေးလက်ချောင်းလေးချောင်းထောင်မအောင်လက်ချောင်းလေးချောင်းထောင်မအောင်ဟုတ်လားဒီချက်တော့ခံလာတာဟုတ်လားလေးချောင်းဟုတ်လားဒီချက်တော့ခံလာတာဟုတ်လားမဟုတ်ဘူးနော်လေးချောင်းကဒီမှာနော်1 2 3 4ဟုတ်ပြီကဲအဲ့ဒါကလေးလေးတို့ရေနှစ်ချောင်းလေးမနဲ့ချောင်းထောင်မှာတော့ရေနှစ်ဆိုရင်နှစ်ချောင်းဒီမှာတွေ့တယ်နော်ကဲအဲ့ဒါဆိုရင်နောက်ဆုံးတစ်ခုငါလက်ချောင်း5ချောင်း1 2 3 4 5ချောင်း
ဟုတ်ပြီနော်ကလေးလေးတို့တွေဟာအရာဝတ္ထုပစ္စည်းတွေဥပ္ပံငွေကြေးမှာရှိနေတဲ့ဟာတွေအားလုံးကိုအဲ့လိုမျိုးဘာလို့တက်ရမလို့ရေတွက်တက်ရမယ်ကဲဟုတ်ပြီကလေးလေးတို့ရေအဲ့ဒါဆိုရင်စက်ကြည့်ကြရအောင်ကလေးလေးတို့ရေငါပြီးသွားလို့ရှိရင်နောက်ခဏလေးတစ်ခုကိုကြည့်ကြရအောင်နော်ထိုင်တယ်ကြည့်ပါဦးကလေးလေးတို့ရေဘလောက်လဲရင်ဒီကိန်းခဏလေးကနံပါတ်ဘလောက်ပါတော့သိလားကလေးလေးတို့ငါပြီးတော့ဘာလာတော့ငါပြီးရင်6ဟုတ်တယ်နော်6လာပါတယ်နော်အဲ့တော့6လာပြီဆိုရင်လက်ချောင်းလေးဘယ်နှချောင်းထောင်လို့ခလေးလေးတို့ဒီလက်တစ်ဖက်မှာဒီထိုက်ကပြောထားတယ်လေလက်ကလေးတစ်ဖက်မှာလက်ချောင်းလေးဘယ်နှချောင်းပါတယ်လို့ပြောထားတော့9ချောင်းပါတယ်6ချောင်းပြဖို့အတွက်ဆိုရင်လက်ဘယ်နှချောင်းထပ်လို့တော့တစ်ချောင်းလို့တယ်ဟုတ်ပြီနော်ဒီမှာနော်ခလေးလေးတို့1 2 3 4 5 6ဒါဆိုရင်စုစုပေါင်းလက်ဖက်နဲ့ချောင်းလုံး6ချောင်းအဲ့ဆိုရင်ဒီဘက်လက်လေးတွေကနေလက်တစ်ချောင်းလေးပေါင်းလိုက်တော့မှဘယ်နှချောင်းဖြစ်တာ6ချောင်းဖြစ်သွားတာနော်ခလေးလေးတို့အဲ့တော့ဒီကိန်းဂဏန်းလေးကဘယ်လောက်ဒီကိန်းဂဏန်းလေးက6ဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်6ပြီးလို့ရှိရင်ဘယ်လောက်လာမလို့6ပြီးဘာလာမလို့ဟုတ်ပြီနော်ခွန်လို့မပြောနဲ့ဦးနော်ခလေးလေးတို့ခွန်လို့မပြောရအောင်နော်ခွန်နစ်ပါဟုတ်ပြီနော်ခွန်နစ်ဆိုလို့ရှိရင်လက်ချောင်းဘယ်နှချောင်းလေးတော့လက်ချောင်းဘယ်နှချောင်းလေးထောင်ပါတော့ဘယ်နှချောင်းထောင်ပါဘောဒီချေထားရဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်လက်ချောင်းလေးတစ်ဖက်မှာဘယ်နှချောင်းရှိရလို့ပြောခဲ့တော့ဒီချေထိုက်က9ချောင်းရှိတယ်ဟုတ်ပြီနော်ဘယ်နှချောင်း9ချောင်းရေးကြည့်ရအောင်1 2 3 4 5ဟုတ်ပြီနော်9ချောင်းရှိတယ်အဲ့တော့9ချောင်းပြည့်ဖို့ဆိုရင်9ပြီးတော့6ပြီးတော့9ဟုတ်ပြီနော်လက်ဘက်နဲ့ချောင်းလုံး9ချောင်းဒီဘက်က9ချောင်းနဲ့ဒီဘက်ကလက်ဘက်နဲ့ချောင်းယူရတော့2ချောင်းယူရပါတယ်ဟုတ်ပြီနော်စုစုပေါင်း9ချောင်းကလေးလေးတို့ရေ9ချောင်းဟုတ်ပြီနော်9ချောင်းကဲအဲ့ဒါဆိုရင်9ထိရပြီနော်9ထိရပြီဆိုတော့ဒီချက်ခိုင်းတို့တစ်ကနေပြန်ရေးကြည့်ကြရအောင်နော်ခလေးလေးတို့1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ငါရှာဖနစ်ဟုတ်ပြီတော်လိုက်တာကလေးလေးတို့ကအဲ့ဒီလိုမျိုးလေးတွေလက်ချောင်းလေးတွေကိုရေးပေးပါနော်ကလေးလေးတို့မှာလက်ကလေးတွေပါတယ်လေလက်ချောင်းလေးတွေပါတယ်လေဟုတ်တယ်နော်အဲ့ဒီလက်ချောင်းလေးတွေနဲ့ရေတွက်ပြီးတော့ကိန်းကနန်းလေးတွေကိုမှတ်ရမှာနော်ကလေးလေးတို့ခုနှစ်ပြီးသွားပြီဆိုလို့ရှိရင်တော့ပါလာတော့ခုနှစ်ပြီးတော့ဟုတ်ဒီချက်ထိုက်ကခုနှစ်ပြီးတော့ရှစ်ပေါ့ဟုတ်တာပေါ့ခုနှစ်ပြီးတော့ရှစ်ဆိုတော့ဒီဘက်ကလက်ဘက်နဲ့ချောင်းရှိတယ်ငါးချောင်းအဲ့ဆိုတော့ငါပြီးတော့6ပြီးတော့ခုနှစ်ပြီးတော့ကလေးလေးတို့ရှစ်ဟုတ်ပြီအဲ့ဆိုဟုတ်လားမဟုတ်လားရေးကြည့်ကြရအောင်ဒီချက်ထိုက်ကို1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
6ခွန်8ဟုတ်ပြီနော်နည်းနည်းချောင်းတို့8ချောင်းလက်8ချောင်းနော်ဒီမှာကိန်းကနန်းလေးက8အဲ့တော့ခလေးလေးတို့ကိုရှယ်ထိုက်ကခလေးလေးတို့ရဲ့အိမ်ပန်ဝင်းကျင်မှာရှိနေတဲ့ပန်းလေးတွေကနေပန်းလေး10ပွင့်ယူခဲ့ပါဆိုလို့ရှိရင်ခလေးလေးတို့ကဘယ်လိုရည်ရမလို့ခုနဒီချိန်တိုင်းရေတွက်တယ်လို့မျိုးဒီဆိုရင်တပွင့်ပန်းမို့လို့တပွင့်လို့ရေရတာပါနော်ခုနမုတ်ဆိုတော့ဒီချိန်တိုင်းကတစ်ခုလို့ပြောခဲ့တယ်လေမြန်မာစာမှာအဲ့ဒါလေးတွေကွဲတယ်နော်ခလေးလေးတို့တတိထားနော်ဟုတ်ပြီအဲ့ဒါပန်းဆိုတော့ပန်းပွင့်ဆိုတော့တပွင့်2ပွင့်3ပွင့်4ပွင့်5ပွင့်6ပွင့်9ပွင့်10ပွင့်ပါဟုတ်ပြီနော်အဲ့ဒီလိုမျိုးလေးတွေရေရမယ်နော်ရေတွက်တတ်ရမယ်နော်မိမိကခလေးလေးတို့ကိုကဲခလေးလေးတို့ရေကြောင်အိမ်ထဲကနေပြီးတော့မိမိဝယ်ထားတဲ့ကြက်ဥလေးနှလုံးလောက်ယူခဲ့ပါလို့ပြောလို့ရှိရင်ခလေးလေးတို့ကကြက်ဥလေးနှလုံးကိုရေတွက်ပြီးတော့ယူတတ်ရမယ်နော်ဟောမိမိကကြက်ဥနှလုံးယူခိုင်းနေတယ်ကြက်ဥနှလုံးကိုရေပြီးတော့ယူမယ်တစ်လုံးကြက်ဥဆိုတော့လုံးနဲ့ပြောရတယ်နော်ခလေးလေးတို့တစ်လုံးနှလုံးဆိုပြီးတော့နှလုံးကင်လာပြီးတော့
မေကိုပေးရဟုတ်ပြီနော်ဟောမေမေကကလေးလေးတို့ရေကြောင်ရင်ထဲမှာကျုပ်9လုံးယူခဲ့အောင်ဆိုလို့ရှိရင်ကလေးလေးတို့ကကြောင်ရင်ထဲကနေတကားကိုဖွင့်ပြီးသွားရင်ကျုပ်စကားလေးကိုလှန်ပြီးတော့ရေတွက်ပြီးတော့မလုပ်တတ်ရမလို့ယူတတ်ရမယ်နော်တစ်လုံးနှစ်လုံးသုံးလုံးလေးလုံး5လုံးဆိုပြီးတော့မေမေရှိကိုကျုပ်လေး5လုံးအရေအတွက်မှန်အောင်ယူလာပေးထိုင်ရမယ်နော်ကလေးလေးတို့အဲ့တော့ကလေးလေးတို့ရဲ့အရာပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုတွေအားလုံးကရေတွက်နေရတာပါနော်ကလေးလေးတို့အဲ့တော့ရေတွက်တတ်ရမယ်နော်ကလေးလေးတို့ရေတစ်ချောင်းဆိုရင်1 2ဆိုပြီးတော့ဟိုကဘာလုပ်တတ်ရမလို့ပြောပြတတ်ရမယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်ရှင်းပြီးသွားပြီဆိုတော့နောက်ဘာနံပါတ်လေးလာမယ်လို့ထင်လဲရှင်းပြီးတော့ကိုဟုတ်တာဗောကိုဆိုလို့ရှိရင်လက်ဘက်နဲ့ချောင်းထောင်ရမယ်တော့လက်6ချောင်းထောင်ရမယ်ဟုတ်ပြီနော်ဘယ်နှချောင်းလက်6ချောင်းရေးကြည့်ရအောင်ဒီချက်ထိုင်းနဲ့တူတူ1 2 3 4 5 6 9 စုစုပေါင်းလက်ဘက်နဲ့ချောင်း9ချောင်းဟုတ်ပြီနော်ဒီဘက်ကလက်ဘက်နဲ့ချောင်းပါတော့ကလေးလေးတို့1 2 3 4 4ချောင်းပါတယ်နော်ဒီဘက်က5ချောင်းစုစုပေါင်းဘယ်နှချောင်း9ချောင်းဟုတ်ပြီနော်ဒီမှာ9ပါဟုတ်ပြီနော်အဲ့တော့လက်ကလေးတွေကိုရေတွက်တယ်လို့ပဲကလေးလေးတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့အရာဝတ္ထုပစ္စည်းလေးတွေကိုလည်း1 2 3 4 5 6 7 8 9ဆိုပြီးတော့ဘာလုပ်တတ်ရမလို့ရေတွက်တတ်ရမယ်ဟုတ်ပြီခဲတံလေး6ချောင်းဆိုလို့ရှိရင်လည်း1ချောင်း2ချောင်း3ချောင်း4ချောင်း5ချောင်း6ချောင်း9ချောင်း10ချောင်း9ချောင်းဆိုပြီးတော့မလုပ်တတ်ရမလို့ရေတွက်တတ်ရမယ်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုရှိမယ်ကိုပြီးတော့ခါလာမလို့ခြေလိုက်တင်ပြီးသားနော်ကလေးလေးတို့ကိန်းကနန်းလေးတင်ပြီးသားနော်ပြန်အစပေါ်ပေးနေရနော်ကလေးလေးတို့မမေ့သွားနဲ့နော်ကလေးလေးတို့ကကလေးလေးတို့ရဲ့နေ့စဉ်သုံးဘဝတွေမှာဒီကိန်းကနန်းတွေဟာပါပါတယ်နော်နေ့စဉ်သုံးရေတွက်တဲ့ကလေးလေးတို့ရဲ့ဘဝတွေမှာပါတဲ့သင်ခန်းစာတွေပါနော်ကလေးလေးတို့ကောင်းဝေးချင်မှာနေတိုင်းကလေးလေးတို့ရေတွက်နေရတာလေဟုတ်တယ်မလားဒီဟုတ်ပြီကိုပြီးခါလာတော့30ဒီမှာကြည့်ပါဦးဝင်ရုပ်ဖိုက်ကလေးတွေမှာလေ30ဟုတ်ပြီနော်30ပါနော်30ဆိုရင်လက်ဖက်နဲ့ချောင်းလုံး10ချောင်းမောဒီချက်ထားရဲ့ဟုတ်တယ်နော်လက်ကတစ်ဖက်မှာဘယ်နှချောင်းပါတယ်လို့ပြောခဲ့တော့လက်ချောင်းလေးဘယ်နှချောင်းပါတော့5ချောင်းဟုတ်ပြီဒီဘက်လက်ချောင်းလေးမှာလေ5ချောင်းပါတာဗောရေးကြည့်မယ်1 2 3 4 5 6 7 8 9 10ကဲအဲ့ဒါဆိုရင်ကိန်းကနန်းလေးတွေဘယ်နှချောင်းရှိဘယ်နှရှိတော့30ဒီမှာလက်ကလည်း10ချောင်းအဲ့တော့လူတစ်ယောက်မှာလက်တစ်ဖက်ကလက်ချောင်းလေး5ချောင်းပါရင်လူတစ်ယောက်မှာလက်နှစ်ဖက်မှာလက်ချောင်းလေးဘယ်နှချောင်းပါမလို့10ချောင်းပါမယ်ဟုတ်တယ်တော်လိုက်တာအဲ့တော့ကလေးလေးတို့ရဲ့လက်မှာလည်းလက်ချောင်းလေးတွေဘယ်နှချောင်းပါတော့ဒီချက်ထားရေး10ချောင်းပါပါတယ်ခင်ဗျဟုတ်တယ်ကလေးလေးတွေမှန်လိုက်တာကဲအဲ့ဒါဆိုရင်ဒီလိုက်ကထပ်ပေးမယ်နော်ကလေးတို့လက်ကရောဘယ်နှဖက်ပါလဲဒီလိုက်လက်ချောင်းမေးတာမဟုတ်ဘူးနော်လက်ကိုမေးတာလက်ချောင်းဆိုတာဓာလေးတွေကိုပြောတာပါလက်ဆိုတာကဓာကြီးအပြင်တော့ဓာလေးအကုန်လုံးကိုပြောတာလက်ဆိုတာအဲ့တော့ဘယ်နှဖက်ပါလဲလက်ဘယ်နှဖက်ပါလဲကလေးလေးတို့နှစ်ဖက်ဆိုတော့လက်ဖက်နဲ့ချောင်းထောင်ပါတစ်ချက်ထားရင်နှစ်ဖက်ပါတယ်ဆိုလက်ဖက်နဲ့ချောင်းထောင်ပြီးပြောမလို့မှန်လားတစ်ချက်တိုင်းထောင်တာမှန်လားဒါမှန်လားလက်နှစ်ဖက်ဆိုရင်ဒီမှာဟုတ်ပြီလက်နှစ်ဖက်ပါတယ်အဲ့ဆိုကလေးလေးတို့ခေါင်းခေါင်းဘယ်နှလုံးပါလဲလူမှာခေါင်းဘယ်နှလုံးပါလဲခေါင်းနေရာသိရမလားကလေးခေါင်းဘယ်နေရာပဲနေရလဲဒီမှာလားဘယ်နေရာလဲဒီနေရာလားခေါင်းကဟုတ်ဘူးနော်ဒီမှာလေးခေါင်းอ่ะဟုတ်တယ်အဲ့ဆိုရင်လူတွေမှာခေါင်းဘယ်နှလုံးပါလဲကလေးလေးတို့တစ်လုံးဆိုရင်ဒီချက်တိုင်းကိုလက်ထောင်တာကောင်လက်ထောင်ပြပါအောင်ကလေးလေးတို့ဒါတစ်လုံးဆိုလက်ထောင်ပြပါအောင်ဟုတ်တယ်တော်လိုက်တာကလေးလေးတို့ကကဲအဲ့ဒါဆိုရင်ထပ်မေးမယ်လူမာလေးမျက်စိဘယ်နှလုံးပါလဲမျက်စိဘယ်နှလုံးပါလဲမျက်စိသိရနော်ဒီမာလေးဒီချက်တိုင်းတို့ခုမြင်နေရဒီချက်တိုင်းကိုခုကလေးလေးတို့မြင်နေရတာလေဟုတ်တယ်နော်အဲ့ဒီမျက်စိလေးရဲ့အမြင်အားကြောင့်ချက်တိုင်းကိုကလေးလေးတို့ကြည့်လို့ရတယ်
လေမျက်စိလေးဘယ်နှလုံးပါလဲနှလုံးဟုတ်တယ်နှလုံးဆိုရင်လည်းဘယ်နှချောင်းနှစ်ချောင်းဟုတ်ပြီနော်တော်လိုက်တာကလေးလေးတော့ကဲအဲ့ဒါဆိုလို့ရှိရင်ဒီတစ်ခါကလေးလေးတို့ကတီချင်းတိုင်းနဲ့တူတူရုပ်ပုံလေးတွေကြည့်ပြီးတော့ဆက်ပြီးတော့ရေးတွဲကြည့်ကြရအောင်နော်ကလေးလေးတို့ကလေးလေးတို့ရေအဲ့ဒါဆိုလို့ရှိရင်တီချက်တိုင်းအခုပြထားတဲ့ပုံလေးကိုသေချာကြည့်ကြည့်ပါနော်ဟောပုံလေးကိုဟုတ်ပြီနော်အဲ့ပုံလေးတွေကိုရေးတွက်ပြီးတော့ကလေးလေးတို့ကကိန်းကနန်းလေးတွေကိုမှတ်အောင်ပြောရမှာပါနော်ကဲအဲ့ဒါဆိုလို့ရှိရင်ရုပ်ပုံလေးကိုကြည့်ပါအောင်ဟေ့ရုပ်ပုံလေးကဟောထဲမှာဗလာရုပ်ပုံလေးဘဝဝင်လေးကဘလောက်လဲဘဝဝင်လေးကိုရေးကြည့်ပါအောင်ဘဝဝင်လေးကိုရေးကြည့်တော့ဘဝဝင်လေးကဘယ်နှကောင်လေးတော့တကောင်နဲ့ဟုတ်တယ်တကောင်နဲ့မို့လို့ကလေးလေးတို့ရေနံပါတ်1ဟုတ်ပြီတော်လိုက်တာကလေးလေးတို့ကတကောင်နဲ့မို့လို့နံပါတ်က1ဖြစ်တာပါနော်ကလေးလေးတို့ကဲအဲ့ဒါဆိုရင်ကလေးလေးတို့ရေနောက်တစ်ပုံလေးကြည့်ရအောင်ရေဟောကြည့်ပါအောင်ရေဘာကောင်လေးတော့အဲ့ဒါဘာကောင်လေးတော့ကလေးလေးတို့အဲ့ဒါဘာကောင်လေးတော့ကြားကြီးဟုတ်တယ်ဝါဆိုပြီးတော့လေကြားကြီးဆိုရင်အော်တယ်လို့ပြောတာလားဟိန်းတယ်လို့ပြောတာလားကြားအော်တန်လားကြားဟိန်းတန်လားဟိန်းတန်ဒီလိုက်ကတင်ထားတယ်နော်ကလေးလေးတို့ကိုကြားဆိုလို့ရှိရင်အော်လွယ်လို့မပြောရဘူးကြားဟိန်းတယ်လို့ပြောရတယ်လို့တင်ခဲ့တယ်လေဟုတ်တယ်နော်ဟိုးကြားကြီးကကြည့်ပါဦးကြားဖက်နဲ့ကောင်လုံးကြီးကြားဖက်နဲ့ကောင်လုံးကြီးရေးကြည့်ပါအောင်ကလေးလေးတို့ကြားဖက်နဲ့ကောင်လုံးတကောင်နှစ်ကောင်ဟုတ်ပြီနော်နှစ်ကောင်ဆိုရင်လက်ဖက်နဲ့ချောင်းထောင်မှာတော့ကလေးလေးတို့ရေကြားဖက်နှစ်ကောင်လဲလို့တီချယ်ထိုက်ကမေးတဲ့အခါကလေးတို့ကဖက်နှစ်ကောင်ထောင်ပြမှာတော့နှစ်ကောင်တီချယ်ထိုက်ရေဆိုပြီးတော့ကလေးလေးတို့ကထောင်ပြရမယ်ဟုတ်ပြီနော်ဖက်နှစ်ကောင်တော့နှစ်ကောင်တတဝါလေးတွေမို့လို့တီချယ်ထိုက်တို့ကဘာနဲ့ပြောတာကောင်နဲ့ပြောတာနော်တစ်ကောင်နှစ်ကောင်လူဆိုလို့ရှိရင်တစ်ယောက်နှစ်ယောက်လို့ပြောရမယ်နော်ကလေးလေးတို့ဟုတ်ပြီနော်အဲ့ဒါလေးမှတ်ထားအောင်နော်ကဲအဲ့ဒါဆိုလို့ရှိရင်ကြားကြီးကနှစ်ကောင်ဆိုတော့နှစ်ပါကဲအဲ့ဒါဆိုရင်နောက်တစ်ပုံကြည့်မယ်နောက်တစ်ပုံမှာအိုးအဲ့ဒါဘာကောင်လေးတို့အဲ့ဒါဘာကောင်လေးတို့ဒါဘာကောင်လေးတို့မျက်လုံးပြူးလေးနဲ့ပြန်နေရတော့ဘာကောင်လေးတို့ပြကောင်လေးလေကဲအဲ့ဒါဆိုရေးကြည့်ရအောင်ဟိသူတို့ကိုလေတစ်ကောင်နှစ်ကောင်သုံးကောင်ဟုတ်ပြီတော်လိုက်တာကလေးလေးတို့ကသုံးကောင်ဆိုရင်လက်ဖက်နဲ့ချောင်းထောင်ရမှာသုံးချောင်းထောင်ရမှာဟုတ်ပြီနော်တစ်ကောင်နှစ်ကောင်သုံးကောင်ဆိုပြီးတော့လက်သုံးချောင်းထောင်ကြရမှာဟုတ်ပြီနော်သုံးကောင်နော်ဒီမှာတော့ရှင်းလိုက်ရပါအဲ့ဆိုရင်ပြရတယ်ခုနကကြားရင်နှစ်ကောင်ဆိုရင်လက်ဖက်နဲ့ချောင်းထောင်ခဲ့တာနှစ်ချောင်းထောင်ခဲ့တာဟုတ်ပြီကဲအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ပုံလေးကြည့်မယ်ဟိုးကြည့်ပါအောင်ကလေးလေးတို့ရီပြနေတယ်အဲ့ရီပြနေတဲ့ကောင်ကြီးကဘာကောင်လေးတော့ဘာကောင်လေးတော့ဟာဟုတ်တယ်ဖားလေးကဲဖားလေးကိုရေးကြည့်ကြအောင်ကြီးဖားလေးကတစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်အဲ့ဒါကိုဒီချိန်လိုက်ပြန်လာတယ်မှာဖားလေးဘယ်နှကောင်ပါတော့ကလေးလေးတို့လေးကောင်မှန်တယ်လေးကောင်ပါတယ်နော်ကလေးလေးတို့ကဲအဲ့ဒါဆိုရင်1 2 3 4ထိတော့ပြီးသွားပြီဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်နောက်တစ်ပုံလေးကြည့်ကြရအောင်ဟိုးကြည့်ပါအောင်ဒါဘာကောင်လေးတော့ကလေးတို့ဒါဘာကောင်လေးတော့လိတ်ကလေးတွေဟုတ်တယ်လိတ်ကလေးတွေနော်ကလေးလေးတို့ကဲလိတ်ကလေးတွေကိုရေးကြည့်ကြရအောင်ကလေးလေးတို့ရေးကြည့်ကြအောင်တစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်ငါးကောင်စုစုပေါင်းလေးဘယ်နှကောင်ငါးကောင်ရှိပါတယ်တော်လိုက်တာငါးကောင်ဆိုရင်လက်ဖက်နဲ့ချောင်းထောင်ရမှာလက်ငါးချောင်းထောင်ရမှာပါဒီချေထားရေဟုတ်ပြီနော်လက်ငါးချောင်းဆိုရင်တစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းငါးချောင်းလက်ငါးချောင်းထောင်ပြီးတော့လေးလေးတို့ကပြောလို့ရတယ်ကလေးလေးတို့ရေလိပ်ဘယ်နှကောင်လဲဆိုရင်ဒီချေထားရေလက်ငါးချောင်းထောင်ပြပြီးတော့ငါးကောင်မှာဒီချေထားရေဆိုပြီးကလေးလေးတို့ကပြောလို့ရတယ်နော်ကလေးလေးတို့ကဲအဲ့ဒါဆိုရင်နောက်တစ်ပုံကြည့်မယ်နော်ကလေးလေးတို့အိုးဒါဘာကောင်လေးတော့ဒီဟာလေးကိုသိရနော်ပီကာကျူလေးပီကာကျူဟုတ်တယ်နော်ပီကာကျူကိုမသိရခလေးလေးမရှိပါဘူးနော်ပီကာကျူလေးရုပ်ကလေးတောင်အများကြီးရှိသေးတယ်လေကလေးကြိုက်တယ်မလားဒီရုပ်ကလေးတွေကိုလေဟုတ်တယ်နော်ဒီချိန်တိုင်းတော့ကြိုက်တယ်အခလေးလေးတော့ပူကြိုက်တာပေါ့ကဲပီကာကျူလေးဘယ်နှကောင်ရှိလဲရေးကြည့်မယ်နော်အဲ့ဆိုရင်တစ်ကောင်နှစ်ကောင်သုံးကောင်
4ကောင်5ကောင်6ကောင်ပီကာဂျူကဘယ်နှကောင်တော့ခလေးလေးတို့6ကောင်ရှိတယ်လက်6ချောင်းလေးထောင်ပြပါအောင်ဒီချက်ထိုက်ကိုခလေးလေးတို့ဒီမှာတော့ခြေလိုက်ထောင်ပြထားတယ်နော်လက်6ချောင်းလေးထောင်ပြပါအောင်ဟိအိုးဒီမှာဟုတ်ပြီနော်ကဲ1 2 3 4 5 6ဟုတ်ပြီနော်6ချောင်းပါအိုးခလေးလေးတို့ကြည့်ပါအောင်ကြည့်ပါအောင်ဒါဘာကောင်လေးတို့ဒါဘာကောင်လေးတို့ကြွက်ကလေးဟုတ်တယ်နော်ကဲတွန်းကားရကြွက်ကလေးပါနော်ကဲအဲ့ဒါဆိုရေးကြည့်ကြအောင်ကြွက်ကလေးဘယ်နှကောင်ရှိမလဲဆိုတာဟုတ်ပြီနော်ခလေးလေးတို့တစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်ငါးကောင်6ကောင်9ကောင်စုစုပေါင်း9ကောင်ရှိတော့9ကောင်ရှိရနော်9ကောင်ဆိုရင်1 2 3 4 5 6ခွန်ဆိုပြီးတော့ရေတွက်လို့ရပါတယ်နော်ကြွက်ကလေးဘယ်နှကောင်တော့9ကောင်ဒီချက်တိုင်းကိုလက်ခဏချောင်းထောင်ပြပါအောင်ကလေးလေးတို့ဟုတ်တယ်တော်လိုက်တာကလေးလေးတို့ကဲအဲ့ဒါဆိုရင်9ပြီးတော့နောက်တစ်ခုလေးကကြည့်မယ်နော်ကဲဟာဒါဘာကောင်လေးတော့ပင်ကွင်းရေခဲနာပဲနေနိုင်တယ်နော်အေးတဲ့ဒေသမှာပဲပင်ကွင်းနေရအေးတဲ့ဒေသဆိုတာတော့ရေခဲပြင်နေရှိရဲ့နေရာမှာပဲပင်ကွင်းလေးတွေကနေနိုင်တာနော်ပူတဲ့နေရာလုံးဝမနေနိုင်ဘူးနော်ပင်ကွင်းလေးတွေပြေးသွားလိမ့်မယ်အဲ့ဒါပင်ကွင်းလေးတွေကိုရေကြည့်ကြအောင်ကလေးလေးတို့တစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်ငါးကောင်6ကောင်9ကောင်10ကောင်အိုးပင်ကွင်းမှာကောင်ရှိတော့10ကောင်အဲ့ဒါဒီချက်တိုင်းကိုခလေးလေးတို့လက်ရှိချောင်းထောင်ပြပါအောင်လက်ရှိချောင်းထောင်ပြပါအောင်ပင်ကွင်းလေး10ကောင်ဆိုတော့ချက်တိုင်းကိုလက်ရှိချောင်းလေးထောင်ပြပါအောင်ဒီမှာဒီချက်ထားရဲ့ဆိုပြီးတော့လက်ရှိချောင်းထောင်ပါဟုတ်တယ်နော်တစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်ငါးကောင်6ကောင်9ကောင်10ကောင်ဟုတ်တယ်ကလေးတို့ကတိတ်တော်တာပဲနော်ကဲအဲ့ဒါဆိုရင်ချက်တိုင်းကနားထိုးကြည့်မယ်ဒါပါအောင်လို့ကြည့်ပါအောင်မျိုးလုံးလေးနဲ့လीဒီတရဝါလေးကညာဘက်မှာထွက်တဲ့တရဝါလို့ဒီချက်တိုင်းပြောခဲ့တယ်နော်အားလုံးဇီခွက်ဟုတ်တယ်ဇီခွက်လေးဘယ်နှကောင်လေးရှိရကြည့်အောင်နော်တစ်ကောင်ကဲရေးကြည့်မယ်တစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်ငါးကောင်6ကောင်9ကောင်10ကောင်9ကောင်ရှိရနော်ဇီကွက်လေးကဲဇီကွက်လေး9ကောင်ဆိုခလေးလေးတို့လက်9ချောင်းထောင်ပြပါအောင်ဒီချက်ထိုက်ကိုလက်9ချောင်းလေးထောင်ပြပါအောင်လက်9ချောင်းလေးထောင်ပြနော်မှန်အောင်ထောင်ပြနော်ဒီမှာလက်9ချောင်းဒီချက်ထိုက်ထောင်ထားတယ်ဟုတ်ပြီနော်1 2 3 4 5 6 8လက်9ချောင်းထောင်ထားပါတယ်မှန်တယ်ကလေးလေးတွေတော်လိုက်တာကဲအဲ့ဒါဆိုရင်နောက်တစ်ခုကြည့်မယ်ဒါဘာကောင်းလို့မွေလို့မပြောနဲ့နော်မွေမဟုတ်ဘူးနော်ခလေးလေးတို့သူ့မှာအစစ်စစ်လေးတွေပါတာတွေ့လားအဲ့ဒါဘာကောင်းလဲဆိုတော့တီကောင်လို့ခေါ်ပါတယ်ခလေးလေးတို့တီကောင်သိလားမိုးရဒီကြလို့ရှိရင်လေမြေကြီးတွေကနေပြီးတွန်းသွားတယ်လေအဲ့ဒါကိုတီကောင်လို့ခေါ်ပါတယ်အဲ့ဒါတော့တီကောင်လေးဘယ်နှကောင်ရှိလဲကြည့်ရအောင်လေတစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်ငါးကောင်6ကောင်9ကောင်10ကောင်9ကောင်10ကောင်ပါရှင်ဒီကောင်လေးဘယ်နှကောင်လုံး10ကောင်လက်10ချောင်းထောင်ပြပါဒီချက်ထိုက်ကိုလက်10ချောင်းထောင်ပြပါခလေးလေးတို့10ကောင်ဟုတ်တယ်ကဲအဲ့ဒါဆိုလို့ရှိရင်ဒီတစ်ခါဒီချက်ထိုက်ကခလေးလေးတို့နဲ့အတူတူရုပ်ပုံလေးတွေကိုကြည့်ပြီးတော့ကိန်းကနန်းလေးတွေမလုပ်သွားတော့ရေးတွက်သွားတယ်နော်ကလေးလေးတို့ကဲအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုကြည့်ကြရအောင်ခလေးလေးတို့ဒီတစ်ခါဒီချက်ထိုက်ကခလေးလေးတို့တွေကိုကိန်းကနန်းလေးတွေဘယ်လိုမျိုးရေးဆွဲကြမလဲဆိုတာကိုရေးဆွဲပြသွားမှာဖြစ်ပါတယ်နော်ခလေးလေးတို့ကလေးချောင်းမြေစာအုပ်ပေါ်မှာဒီချက်ထိုက်ရေးတဲ့ဆွဲနည်းကိုသေချာလိုက်ကြည့်ပြီးတော့ရေးဆွဲရမယ်နော်ခလေးလေးတို့ကဲအဲ့ဒါဆိုလို့ရှိရင်စပြီးတော့ရေးဆွဲကြည့်ရအောင်ကလေးတို့ကြည့်ပါဦးဝုံဝုံရုပ်ကလေးကိုကြည့်ပါဦးဝုံဝုံရုပ်လေးဘယ်နှကောင်တော့ကလေးတို့ကြည့်ပေးပါအောင်ဒီချက်ထိုက်ကိုနှကောင်ရှိတော့ဝုံဝုံရုပ်ကလေးတစ်
ကောင်ဟုတ်တယ်နော်ခလေးတို့ရဲ့လေးချောင်းလေးလေးရဒီလိုမျိုးလေးရှိမှာနော်အနီရောင်လေးပါမယ်အပြာရောင်လေး2လိုင်းပါမယ်အနီရောင်လေး2လိုင်းပါဟုတ်ပြီနော်ကိုရေးတဲ့အခါကျလို့ရှိရင်ခလေးလေးတို့ကဒီလေးချောင်းမြင့်ရဲ့အလဲရောင်ကဒီမှာနော်အနီလိုင်းလေး2လိုင်းအလဲမှာရှိတဲ့အပြာလိုင်းလေး2လိုင်းနဲ့မှာခလေးလေးတို့ကမလုပ်ရမှာတော့ဝင်အောင်ရေးရမှာနော်ခလေးလေးတို့ကဲအဲ့ဒါဆိုလို့ရှိရင်ဘုံဘုံရုပ်လေးဆိုရင်ဘယ်နှကောင်တော့ဘုံဘုံရုပ်ကလေးကတစ်ကောင်ဆိုတော့တစ်ပါရှင်။အိုးဒီချက်ထိုက်ကဒီလိုဆွဲလိုက်ပါပြီ။ဟုတ်ပြီနော်ဘုံဘုံရုပ်လေးကတစ်ကောင်မို့လို့တစ်ကဲဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်ပုံကြည့်မယ်။အိုးကြားလေးကဘယ်နှကောင်တော့ကြားလေးကဘယ်နှကောင်တော့ရေးကြည့်ပါအောင်ဒီချက်ထိုက်ကိုရေးပြပေးပါအောင်။တစ်ကောင်နှစ်ကောင်ဟုတ်ပြီနော်နှစ်ကောင်ဆိုတော့နှစ်ကိုရေးမှာပေါ့နော်နှစ်ကိုရေးမယ်ဆိုရင်ဒီပေါ်မှာတက်ပြီးတော့မရေးရအောင်နော်ခလေးလေးတို့လေးချောင်းကြီးရဲ့ဒီအောင်နိုင်လေးမှာဆင်းပြီးတော့ဒီကနေဆွဲပြီးတော့နေဆိုပြီးတော့အဲ့ဒီလိုရေးရမယ်နော်ခလေးလေးတို့ကြားလေးကနှစ်ကောင်မို့လို့နှစ်ရေးတာပါဒီနေရာကနေဆွဲရပါတယ်နော်ဒီအပေါ်ကနေမဆွဲရပါဘူးနော်အဲ့ဒါဆိုမှားတယ်နော်ခလေးလေးတို့အောက်ချပြီးတော့ဆွဲရပါတယ်ဆွဲနည်းအမှန်လေးတွေဖြစ်မှခလေးလေးတို့စာရေးတဲ့နေရာမှာရေးသားမှန်ပါပါနော်သေချာကြည့်ထားပါနော်ခလေးလေးတို့ကဲနှစ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခုကြည့်ရအောင်အိုးပြားလေးတွေကဘယ်နှကောင်တော့ဝေးကြည့်ပါအောင်ခလေးလေးတို့တစ်ကောင်နှစ်ကောင်3ကောင်ဆိုတော့3လေးရေးမှာပေါ့နော်3လေးရေးမယ်ဆိုရင်သူ့ကိုဒီလိုမျိုးရေးမယ်ပြီးတော့မှဒီလိုလေးဆွဲချပါမယ်အဲ့ဒါဆိုရင်ကိန်းကနန်းလေး3ပါဟုတ်ပြီနော်ခလေးလေးတို့ကဲအဲ့ဒါဆိုရင်ရင်လိုက်တို့က1 2 3ဆိုပြီးတော့ရေးကြည့်ပြီးသွားပြီနော်ကဲနောက်တစ်ခုသွားမယ်ဟောဖားလေးတွေဘယ်နှကောင်တော့ဝေး1 2 3 4ကောင်ပါနော်ဖားလေးတွေကကဲအဲ့ဆိုရင်လေးဆွဲကြည့်ကြရအောင်ခလေးလေးတို့ရေလေးကိုဆွဲမယ်ဆိုရင်ဒီဘက်ကနေဒီလိုမျိုးလေးဆွဲမယ်ဆွဲပြီးွားရင်ဒီမှာပါရှင်ဒါက4ပါနော်ခလေးလေးတို့4ချောင်းပြည့်စာအုပ်ထဲမှာအဲ့ဒီလိုဆွဲပါနော်ဒီလိုဆွဲမယ်ပြီးတော့ဒီအောက်ဆင်းပါမယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်ကြည့်အောင်နောက်တစ်ခုဟိုးဒါပါကောင်လေးတော့ခုနပြောရတယ်လေလိတ်ကလေးဟုတ်တယ်လိတ်ကလေးတွေကိုရေးကြည့်ကြရအောင်တစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်ငါးကောင်ကဲ9ကောင်လေးဆိုတော့9လေးကိုရေးပါမယ်ရှင်ကဲဒီချက်ထိုက်က9လေးကိုရေးပြီအိုးဒီမှာပါရှင်ဒါက9လေးပါနော်ကိန်းကနန်း9ကိုရေးတာပါနော်ရေးနေပါနော်ဒီလိုဆွဲတယ်ဒီလိုလာတယ်ဒီလိုပြန်သွားတယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်နောက်တစ်ခုကြည့်မယ်ဟောပီကာချူလေးပီကာချူဘယ်နှကောင်လဲကြည့်ရအောင်တစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်5ကောင်6ကောင်ဟုတ်ပြီနော်ကဲ6ကောင်ဆိုတော့ဒီချက်ထိုက်က6ကလေးကိုဆွဲပါမယ်အိုးဒီမှာပါရှင်ကဲဟုတ်ပြီနော်ကလေးလေးတို့ဒါက6လေးပါဟုတ်ပြီနော်ကလေးလေးတို့ကဲ6ပြီးတော့ကဲ9လာပြီနော်9ကောင်ရှိတာရေးကြည့်ရအောင်ကြွက်ကလေးကို1 2 3 4 5 6ဟောကဲ9ရှိတော့9ကလေးကိုရေးပြပါမယ်ရှင်ကဲလေးလေးတို့တစ်ခုမှတ်ထားမယ်နော်9ကရာကောင်းနဲ့မတူပါဘူးနော်ရာကောင်းကအဆန်ပါတယ်နော်မြန်မာပြည်ရဲ့ခရိုင်မှာ9ကအဆန်မပါဘူးအဲ့တော့ကလေးလေးတို့အတွဲမှတ်ရမှာကအဆန်မပါ9ပါအဆန်မပါဘာဖြစ်တယ်9နော်ပါရင်ဘာဖြစ်တယ်ရာကောင်းဟုတ်ပြီနော်ဒီလေးမှာအဆန်မပါဘူးနော်ကလေးလေးတို့ကဲဟုတ်ပြီ9ကအဆန်မပါဘူးရာကောက်ကအဆန်ပါကဲဟုတ်ပြီအဲ့ဆိုရင်နောက်တစ်ခုကြည့်မယ်အိုးပင်ကွင်းလေးတွေကိုရေးကြည့်မယ်တစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်5ကောင်6ကောင်9ကောင်10ကောင်ဟုတ်တယ်တော်လိုက်တာခလေးလေးတို့ကဲ10ကလေးကိုရေးပါမယ်ရှင်10ကလေးကိုဒီချက်ထိုက်ကရေးလိုက်ပါပြီနော်ဒါက10ပါဟုတ်ပြီနော်ရှင်းပြီးတော့ကြည့်အောင်ဈေးကွက်လေးရေးကြည့်မယ်နော်တစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်5ကောင်6ကောင်9ကောင်10ကောင်
ကိုခေါင်ဟုတ်တယ်ကဲကိုခေါင်ဆိုတော့ခဏကိုလေးကိုရေးကြည့်မယ်နော်ဒီချက်ထိုင်းနဲ့တူတူဟုတ်တယ်ဒီလိုလေးရေးရပါတယ်နော်ကလေးလေးတို့ရေဟုတ်ပြီနော်ဒါဟာနံပါတ်ဘလောက်အိုးဟုတ်ပြီကလေးလေးတို့ရေအဲ့ဒါဆိုလို့ရှိရင်ရေးကြည့်ကြရအောင်နော်ကိုပြီးသွားပြီဆိုတော့ကဲဒီကောင်လေးကိုရေးကြည့်မယ်ရေးကြည့်ပါအောင်ကလေးလေးတို့ရေဒီကောင်လေးကိုရေးကြည့်ပါအောင်ဒီကောင်လေးကဘယ်နှကောင်ရှိမတော့ဟိတစ်ကောင်နှစ်ကောင်သုံးကောင်လေးကောင်ငါးကောင်6ကောင်9ကောင်10ကောင်9ကောင်30ဟုတ်တယ်နော်30ဆိုတော့ဒီရထိုက်ကတင်းနဲ့ပါတော့ကလေးလေးတို့ရေဒီကလေးနဲ့တွန်သွားလို့နော်ဒီချက်ထိုက်ကလေးလေးတို့ပြန်ဖြတ်ပြီးမယ်ဒီလိုက်ဒါပြန်ရေးရကဲဟုတ်ပြီတစ်ကိုရေးမယ်ဆိုရင်ဒီလိုမျိုးလေးဆွဲမယ်ဟုတ်ပြီပြီးလို့ရှိရင်3ညဆွဲမယ်ခလေးလေးတွေ3ညဆွဲမယ်နော်ကဲဟုတ်ပါပြီဖြစ်ဒီမှာပါဟုတ်ပြီဒီမှာပါ3ညဆွဲတယ်ဟုတ်ပြီနော်ကဲအဲ့ဒါဆိုရင်10ပါနော်ခလေးလေးတို့ကဲအဲ့ဒါဆိုရင်ဒီနေ့ခလေးလေးတို့ကဒီချက်ထိုင်းတဲ့အတူတူကိန်းကနန်းလေးတွေကိုမလုပ်တော့ရေတွက်သွားကြတယ်နော်ရုပ်ပုံလေးတွေကိုကြည့်ပြီးတော့ရေးဆွဲသွားကြတယ်နော်